ထားရတာဆိုဘာနဲ့မှလဲလို့မရတကယ်ပြောကျွန်တော်တို့တန်ဖိုးရှိဆုံးသူတို့ရှိနေလို့လေဗီတာမင်ဆိုဖြစ်လာတယ်ဟုတ်တယ်ဒါအချိန်တိုတွင်းမှာအားလုံးကလက်ခံလာတယ်ဆိုတာပြိတ္တအားပေးလို့ကျွန်တော်ပြိတ္တနဲ့ကျွန်တော်ကြရမှာမဟုတ်ဘူးကျွန်တော်ပြိတ္တလည်းမတင်ဘူးမလားကျွန်တော်ရွေးချယ်တဲ့မိသားတွေပဲအမြဲတမ်းပေးတဲ့ခြေအားတွေမျိုးမင်္ဂလာပါခင်ဗျာဒီစာအုပ်ရေးနေတဲ့အချိန်မှာလူချင်းမျိုးရဲ့ချစ်ချင်းတရားတွေပြင်တွေ့နေအများကြီးကြည့်လို့ရပါတယ်ခင်ဗျာအချိန်ကြာကြီးချစ်လာလို့ရဲ့ဒီတာလေးကအခုဆိုရင်23နှစ်တောင်မှပြည့်သွားပြီနော်ဒီကြောင့်ကအများကြီးကိုချစ်ပြီးနေမယ်ဆိုတာလည်းရှင်းကြည့်ပါတယ်အချစ်ခင်ရတာဘယ်လောက်ဒီမျိုးချွေလဲဆိုတာကိုလူချင်းမျိုးတွေမှာပုံတင်လာခဲ့ရတာမို့လို့ဒီထက်အချိန်ကြာရင်ပုံချစ်ခံသွားကြပါတယ်ဖြစ်တန်းခဲ့တဲ့တော့မှစိတ်နဲ့စရာရဲ့တိုက်ခိုက်ခင်ရမှုတွေမပြေလည်မှုတွေကြားထဲမှာကြက်ကြက်ခံနေတာဒီမီရဲ့လက်ခုပ်တဲ့ကြောင့်ပါအခုဆိုရင်တိုက်ခိုက်တွေကြားထဲကနေပြီးတော့အဲ့ဒါလေးလည်းထွက်ပြီးလို့အများကြီးတမောကြလိမ့်မယ်လို့ပြောနေပါတယ်ဒီအမေလေးကအများကြီးစိတ်နဲ့ပြီးပြင်ဆင်ခဲ့ရလို့လူချင်းမျိုးသဘောကျအောင်လည်းပြင်ပေးရကြရပါတယ်အခုဆိုရင်စားလည်းရှင်းနေမို့လို့ဒီနားမှာရက်ခွင့်ပြုပါအများကြီးချစ်ချင်နော်ပါပါအားလုံးမိသားစုသားကျေးဇူးတင်ပါတယ်ဒီနေ့နော်။ဘာလို့ကျွန်တော်ဒီနေ့မှာပွဲလေးမှာအများကြီးလာအားပေးတယ်။ဒီလိုအချိန်မှာမိသားစုတကယ်ချစ်ကြလို့တယ်ကျွန်တော်ရင်ထဲမှာခံစားရတယ်တကယ်ချစ်လို့တဲ့ဒီလိုဒီအချိန်မှာအားလုံးပါဝင်ပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်။